ချင်ထားသလိုရောင်စုံဖြစ်နေတဲ့တောင်တန်းကြီးဒီပုံတွေကိုကြည့်လိုက်ရင်တယောက်ယောက်ကတောင်တန်းကြီးကိုစေးရောင်စုံတွေနဲ့လိုက်ချေထားတယ်လို့ထင်ရပါတယ်ဒါပေမဲ့ဒါဟာ Photoshop မဟုတ်တယ်လို့လူလောက်တာလည်းမဟုတ်ပါဘူးပီရူးနိုင်ငံမှာရှိတဲ့ Rainbow Mountain လို့ခေါ်တဲ့တဘာဝအံ့ဖွယ်တောင်တန်းကြီးပဲဖြစ်ပါတယ်ပင်လယ်ရေမျက်နှာပြင်အထက်ပေ1,900ကျော်မှာရှိတဲ့ဒီတောင်တန်းဟာအနီးအဝါအစင်ခရမ်းစတဲ့အယောင်ပေါင်းစုံအလွှာလိုက်ဖြစ်နေတာပါကြည့်လိုက်ရင်ကောင်းကင်ကတက်တန်ကြီးမြေပြင်ပေါ်ခဏဆင်းနာနေတယ်လို့ပါပဲဘာလို့ဒီလိုအယောင်တွေဖြစ်နေတာလဲအဓိကကတော့တောင်ထဲမှာပါဝင်တဲ့သတ္တုဓာတ်တွေကြောင့်ပါအနီရောင်ကတန်တိုင်းအောက်ဆိုက်ကြောင့်ဖြစ်ပြီးအဝါရောင်ကတော့ဆာလဖာကြောင့်ဖြစ်ပါတယ်တခြားသောသတ္တုဓာတ်တွေနှစ်ပေါင်းများစွာဓာတ်ပြုရာကနေအခုလိုရောင်စုံအလွှာတွေဖြစ်လာတာပါထူးဆန်းတာကဒီတောင်တန်းကြီးဟာလွန်ခဲ့တဲ့10နှစ်ဝန်းကျင်2015အထိကဘာကမသိခဲ့ကြသေးပါဘူးအရင်ကရေခဲတွေဖုံးလွှမ်းနေခဲ့ရာကနေရာသီဥတုပြောင်းလဲမှုကြောင့်ရေခဲတွေအရေပြောသွားတဲ့အခါမှသာဒီလိုလှပတဲ့အယောင်အသွေးတွေပေါ်ထွက်လာခဲ့ရဖြစ်ပါတယ်လှပပေမဲ့တစ်ဖက်မှာလည်းကဘာကြီးပူနွေးလာမှုကိုသတိပေးနေတဲ့ဒီတောင်တန်းကြီးဟာတဘာဝတရားရဲ့အမှုပညာလက်ရာတစ်ခုပါပဲဒီလိုကဘာအစမ်းဆုံးနဲ့အလှပဆုံးနေရာတွေအကြောင်းသိချင်ရင်တီလိုရ channel လေးကို follow လုပ်ထားအောင်နော်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်